အားလုံးပဲမင်္ဂလာပါ Manchester United update ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့ Taiwan ရဲ့အကြီးဆုံး Adidas store ဆိုင်မှာ United jersey ကိုတော့ဝယ်မှာဖြစ်ပါတယ်အားလုံးပဲလက်ကြည့်ပေးကြပါဦး Let's go ကျွန်တော်အခုဆိုင်ရှေ့မှာတော့ရောက်နေပြီဆိုတော့ဒီဆိုင်က Taipei မှာအကြီးဆုံးဖြစ်သလိုပစ္စည်းအစုံဆုံးနေရာလေးဖြစ်တယ်ပေါ့နော်ဆိုတော့ player version နဲ့ fan version ကျွန်တော်ဘယ်ဟာယူမလဲမသိသေးဘူးဆိုင်ထဲရောက်မှာပဲကြိုက်ရယူမလို့ဆုံးဖြတ်ထားရပါတော့ဆိုတော့အားလုံးဆိုင်နဲ့ချက်ကိုကြည့်လိုက်အောင်ပထမဆုံးဝင်ကြည့်ချိန်မှာတော့ fan version ပဲရှိရ play version ရှိဆိုတော့ဆိုင်ကတော့ချက်လောက်ကြည့်လိုက်နားတော့မေးတာfan version ပဲရှိတယ်ပေါ့နော် player version မရှိဘူးလို့ပြောတယ်ဟုတ်လဲဟုတ်မှာပါဘာလို့လဲဆိုတော့ဒီအကြီးဆုံးဆိုင်မှာတော့မှ player version မရှိဘူးပေါ့နော်အဲ့တော့ Taiwan ကဒီအားကစားမှာဒီ football ကိုအရင်အားပေးနိုင်ငံမှာသူတို့ first အားကစားက baseball ဖြစ်တယ်ပေါ့နော်ဒါကြောင့်မရှိတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရွေးချယ်စရာမရှိတော့ဘူးပေါ့နော်ဆိုတော့ဒါကြီးသွားရတော့မှထင်တယ် player version မကြည့်တော့ဒီ fan version ကိုကြည့်ရတဲ့လောက်တော့လာတယ်ပေါ့နော်သူစမ်းဝင်နေရိုးရိုးရှင်းလေးနဲ့အဲ့ဒီ design ဆွဲလာပေးရလာတယ်ပေါ့နော်ဆိုတော့အနီရောင်ပေါ်မှာဒီအဖြူနဲ့ဒီအမဲအောင်နည်းနည်းပဲပါတယ်ပေါ့နော်အမဲနဲ့ဆက်ထားပေးတယ်ပြင်ဒီဘက်မှာကျတော့ဒီရင်ဘတ်ပေါ့နော်ရင်ဘတ်မှာသူ Adidas ရဲ့ဒီ logo လေးပါတယ်ပြင်ဒီဘက်မှာကျတော့ပါလဲဆိုတော့ဒီ manual design ပေါ့နော်အဲ့ဒါကိုကြည့်ရတဲ့လောက်တော့ဒီဟာကျတော့ fan version ဆိုတော့ချုပ်ပဲချုပ်ထားပေးတယ်ပေါ့နော်ဒီဘက်မှာလည်း United ဆိုတဲ့ဥစ္စာ sticker ပဲကတ်ထားတယ်ပေါ့နော်ဆိုတော့ player version မှာတော့ဒီမှာကျတော့ hip press လုပ်ထားတာဖြစ်မယ်ပေါ့နော်ဆိုတော့ကိုလန်လေးပါတော့ပို့ဘောကြတယ်ပေါ့နော်ဆိုတော့ဒါပဲရှိတော့ဒါပြီးတော့ရအောင်ဆိုရင်တစ်ချက်တော့ပဲကြည့်လိုက်ပါတော့ဆိုတော့ fan version နဲ့မစိုးမိုက်တယ်ပေါ့နော်ဆိုတော့ဝေးရတက်တာရှိတယ်အဓိကပို့ဘောကြတော့ကိုလန်နဲ့ပါတာပေါ့နော်ကိုလန်နဲ့ပါတော့ပို့ဘောကြတယ် player version ဆိုတော့ပုံမိုက်မယ်လို့တော့မြင်နေတယ်ပေါ့နော်ဆိုတော့ဒါတော့ဒီထိုင်ဝမ်မှာဘယ်လောက်ကျလဲဆိုတော့2890ပေါ့နော်ဒီမှာဝင်နေဆိုရင်တော့3,900လောက်ကျတယ်ပေါ့နော်ဆိုတော့ပြောရမယ်ပေါ့နော်ဆိုတော့ player version ဆိုတော့ပုံမှဈေးကြီးမယ်ဒီနေ့ဆိုင်မှာ Adidas က sponsor ပေးထားတဲ့ Liverpool jersey တို့ Bayern Munich jersey တို့ Real Madrid jersey တို့အဟိုအောက်မှာဆိုလဲ Arsenal jersey တို့အများကြီးကိုတွေ့ခဲ့ရတယ်။ Man U jersey လဲ in-win fan version ပဲရောက်သေးတယ်တခြား away win jersey တို့ player version တော့မရောက်သေးဘူးဒါက Adidas က sponsor ပေးထားတဲ့ Spain အသင်းပေါ့နော်လက်ရှိ World Cup Champion Spain အသင်းရဲ့ in-win jersey ပဲဖြစ်ပါတယ်ကိုကလိုချင်တာလည်းရတော့ဝယ်ပြီးတော့ပြီဆိုတော့ပြန်လိုက်ပါဦးနော်နောက်ဘလော့မှတွေ့မယ်အားလုံးဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်